ဒီ CEIR လို့ခေါ်တဲ့ဗဟိုမိုဘိုင်းစက်ပစ္စည်းတက်တေကန်မှတ်ပုံတင်စနစ်ဆိုပြီးတော့အသက်ဝင်တဲ့ကြေညာချက်ကြောင့်အခုလူကိုကင်နေတဲ့ဖုန်းကအဖက်ဆောင်ပြီးသားလားဆိုတာကိုဘယ်လိုစစ်ရမလဲသိပြီလားမြန်မာနိုင်ငံမှာအခုတလောမြန်မာနိုင်ငံမှာဖုန်းတွေနဲ့ပတ်သက်တဲ့ ဒီ CEIR ကိုတုံးလဲဆိုရင်ကျွန်တော်တို့နိုင်ငံတော် CEIR ဆိုတာဘာလဲဒီဟာနဲ့ပတ်သက်ပြီးတော့ဆိုရင်အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဒီရက်ပိုင်းမှာတက်နေတဲ့တွင်ရပါတော့ဒီဖုန်းအခွန်ဆောင်ရတာနဲ့ပတ်သက်ပြီးတော့ဒါကိုစီစိတ်ပူနေကြတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရန်ကြီးစိတ်မပူစေချင်တဲ့ရည်ရွယ်ချက်နဲ့ဒီဗီဒီယိုလောက်ရခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီလူရင်းသူချင်းပဲပြောမယ်ဗျာကျွန်တော်တို့ဖုန်းကိုကျွန်တော်လက်ရှိသုံးနေတယ်အရင်ကသုံးခဲ့တဲ့ဖုန်းတွေရောကျွန်တော်စင်ကက်ထည့်တုံးလာတယ်ဆိုရင်ဒါအလိုရပြည့်စင်းထဲမှာပါပြီးတော့ကျွန်တော်စိတ်ပူကြမလို့ဒါပေမဲ့တေချာရအောင်ကျွန်တော်တို့ပြန်စစ်ဖို့တော့လိုတာပေါ့နော်အဲ့တော့စိတ်မပူစေချင်လို့ပြောတာဗျာဒါပေမဲ့ပြန်စစ်ဖို့တော့လိုတယ်အဲ့တော့စစ်နည်းကိုလည်းကျွန်တော်မျှဝေပေးပါမယ်တခုပေါ့ကျွန်တော်တို့သတိထားရမှာက eSIM ပေါ့နော် eSIM နဲ့ပတ်သက်ပြီးတော့ဒါ eSIM ကကြတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာသုံးနေတဲ့သူက scan ဖက်ပြီးတော့သုံးတာတော့ချို့တော့နားတော့မလဲကြဘူးဗျာတိတော့မတိကြဘူးအဲ့တော့ eSIM နဲ့ပတ်သက်ပြီးတော့ video တွေပေါ့တည်တက်လုပ်ပြပါမယ် eSIM ကကြတော့ကျွန်တော်တို့ဒီအသုံးနေတော့ဖုန်းထဲမှာမသုံးဖြစ်တယ်လို့ဆိုရင်မသုံးနေဘူးဆိုရင်သူရဲ့ SIM ထဲမှာမပါဘူးဗျာအဲ့တော့ရှင်းပြောမယ်ဆိုရင်ကျွန်တော်စင်ကက်ထက်တုံးလာတယ်ဆိုရင်တော့စင်းထဲမှာလူရောက်ပါမယ်အဲ့တော့ eSIM ကကျွန်တော်တို့မသုံးနေဘူးဆိုတော့စင်းထဲမှာပါနေဖို့ကတော့ဖြစ်နိုင်ခြင်းနဲ့အဲ့တော့ eSIM ကိုပဲတတိထားပြီးတော့ကျွန်တော်တို့ပြန်စစ်ဖို့တော့လုပ်တယ်အဲ့တော့စစ်နေလည်းကျွန်တော်မျှဝေပေးမယ် eSIM ကကျွန်တော်တို့ဘာဖြစ်နိုင်လဲဆိုဖုန်းတစ်လုံးမှာကျွန်တော် iMac 1နဲ့2ဆိုတာရှိတယ်1ကတော့ physical sim ပေါ့နော်ဒီ iMac 2ကကြတော့ကျွန်တော်တို့eSIM ဖြစ်လိမ့်မယ် iMac 2တော့ဦးစားပေးစစ်ဖို့တော့လုပ်တယ်ဒါပေမဲ့1ကိုလည်းစစ်ရင်တခါတည်းစစ်လိုက်ပေါ့နော်ဒီရက်ပိုင်းမှာတော့နည်းနည်းသုံးစွဲသူတွေများနေတော့ website ကတော့နည်းနည်း server ကျနေတယ် down နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့သုံးနေတဲ့အချိန်မှာတော့အချိန်ပေးပြီးတော့စစ်ကြပါပေါ့နော်အဲ့တော့မစစ်တဲ့ဆိုတော့ဆိုင်ကိုလည်းလာခဲ့လို့ရတယ်ဆိုင်ကိုလည်းစစ်ပေးတယ်ကျွန်တော်ရောင်းတဲ့ခါမှာလည်းကျွန်တော်တခါတည်းစစ်ပြီးတော့ရောင်းပေးတယ်အဲ့တော့တလက်စာထဲမှာကျွန်တော်ဆိုင်မှာရောင်းတဲ့ဖုန်းတွေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အပြည့်အဝတာဝန်ယူတယ်အခွန်လည်းနောက်ထပ်ရှေ့ဆက်ဆောင်းစရာလည်းမလိုပါဘူးဒါစင်းထဲမှာပါပြီးသားအလုံးတွေပဲကျွန်တော်ရောင်းပေးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်ဆက်လက်ချောက်လို့ရတယ်စိတ်ကူးစရာမလိုပေါ့နော်အဲ့တော့စစ်နေလဲကျွန်တော်မျှဝေပေးမယ်ပြီးတော့မစစ်တဲ့ဆိုဆိုင်လည်းလာခဲ့ကြပါကျွန်တော်ကူညီပေးပါမယ်ကူညီပြီးတော့စစ်ပေးပါမယ်ကဲအားလုံးပဲကျွန်တော်တို့လိုက်ကြပါအောင်โอเคဆိုတော့ဒီအချိန်ကကြတော့ကျွန်တော်တို့နည်းနည်းဒါသတင်းရလည်းရက်ပိုင်းမှာဖြစ်ပြီးနောက်ပိုင်းဆိုတော့ဒါလူတွေကလည်းစိတ်ပူကြတယ် website မှာကိုစီတော့စစ်နေကြမယ်အဲ့ချိန်ဆိုရင်တော့ server ကျနေတာမျိုးတွေပေါ့နော်လူသုံးများတဲ့ချိန်ဆိုရင် server ကျနေလိမ့်မယ်ဒီ website တစ်ခုမှာပဲဆိုတော့အဲ့တော့ပြောချင်တာကနည်းနည်းအဝင်လေးခက်လိမ့်မယ်ကျွန်တော်ဒီမှာ tablet မှာကျွန်တော်ဝင်ရတဲ့ဆိုရင်ဝင်လို့တော့မရအောင်သူရဲ့ .com ကနော်သူရဲ့ website ဒီမှာဆိုကျွန်တော်ဝင်ထားပြီးသားမလို့တော့ဗောနော်အဲ့တော့ကျွန်တော်တို့အသစ်ပြန်ဝင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဝင်နေရဘယ်လိုလဲဆိုရင်တော့အချိန်တစ်ခုတော့ရှိတာဗောနော်ညနေတဲ့အချိန်ဗောနော်ဥမာ12နာရီတနာရီဝင်ချင်လောက်ဆိုရင်ဝင်လို့ရမယ်ပြီးတော့မနက်စောပိုင်းပေါ့နော်အဲ့လိုမျိုးလူသုံးနေတဲ့အချိန်ဆိုရင်တော့ကျွန်တော်တို့ဝင်လို့အဆင်ပြေပါလိမ့်မယ်အဲ့ကျွန်တော်တို့ website ဝင်မယ်ဆိုရင်ဒါ iPhone မှာဆိုရင် Safari Android မှာဆို Google ကနေတစ်ဆက်ပေါ့နော်ကျွန်တော်ဝင်ပြီးရင် CEIR ပေါ့နော် CEIR.gov ဒါ government ပေါ့နော် .mm ပေါ့နော်အဲ့ဒီမှာကျွန်တော်ရိုက်လိုက်ရင်လည်းတန်းပေါ်ပါတယ်ဒီမျိုး WWCEIR လို့ရိုက်ရင်တော့မှတန်းပေါ်ဒါလူတွေရှာများနေဟာဆိုတော့ဒါဆိုတန်းပေါ်လာရပေါ်ဟာနော်ဒါဆိုရင်ဝင်လို့ရကောင်းရချင်မှရမှာဘာလို့ဆိုအတုံးများနေချိန်မလို့ဒါအဲ့လိုမျိုးကျွန်တော်ဝင်ရတာပေါ့ဝင်လိုက်မှဆိုဒီလိုမျိုးလေးတန်းပေါ်မှာပေါ့နော်ဒါကတော့ဝင်သားပြီးသားပဲကျွန်တော်ပြလိုက်မယ်ဒီလိုတန်းပေါ်မယ်အဲ့တော့ပေါ်ကတစ်ခုကျွန်တော်မစင်စားဒါကတော့အခွန်ဆောင်ရမယ်ဆိုတဲ့ဟာကိုတစ်ခုပေါ့နော်ကျွန်တော်အောက်ကဟာကြတော့ဒါ iMac ကျွန်တော်စစ်တယ်အဲ့တော့ဒီဖုန်းကတော့ကျွန်တော်စစ်ထားပြီးသားဒါကတော့ all green ဖြစ်တယ်အဲ့တော့ကျွန်တော်နှလုံးစစ်ပြမယ်dual sim နဲ့ one sim eSIM ပေါ့နော်ကျွန်တော်အရင်ဆုံး dual sim စစ်ပြမယ်ဗျာ single နဲ့ကထိုးလို့ရတယ်ဖုန်းကျွန်တော်စစ်ပြမယ်ဆိုရင်အဲ့တော့ကျွန်တော်တို့ iMac ကျွန်တော်ဘယ်မှာကြည့်မလဲဆိုရင် Android မှာပဲဖြစ် iPhone မှာပဲဖြစ်ပေါ့နော် iPhone မှာဆိုရင်လည်းဒီ setting ကနေလည်းကြည့်လို့ရတယ်လို့ဒီကျွန်တော်ဖုန်းခေါ်ပေါ့နော်ဖုန်းခေါ်ကကျွန်တော်ဘယ်လိုမျိုးကြည့်ရလဲဆိုရင်ဒီမှာ star share 06 share ပေါ့အဲ့လိုကျွန်တော်နှိပ်လိုက်မယ်ဆိုတာ iMac 1နဲ့2ပေါ်လာပြီနော်1နဲ့2ပေါ်လာတယ်အဲ့လိုလည်းကျွန်တော်တက်ကြည့်လို့ရတယ်လို့ပြီးတော့ဒီ setting ထဲမှာပေါ့နော် setting ထဲဝင်ပြီးတော့ generate သွား about ပြီးတော့အောက်ဆွဲချလိုက်ဒီမှာ iMac 1နဲ့2ထွက်လာမယ်နော်ကျွန်တော်တစ်ခါတည်းစစ်ပြလိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီဖုန်းကနေတစ်စစ်ပဲကျွန်တော်တို့ Safari ဝင်ပြီးတော့ကျွန်တော်တို့ copy လုပ်ပြီးတော့လည်းတစ်ခါတည်းစစ်လို့ရတယ်ဗျာဒါပေမဲ့ဒီချိန်က server ကျလို့ကျွန်တော်တို့ဒါပြန်ပြီးတော့တစ်ခုချင်းလိုက်ရမှာပေါ့နော်အဲ့တော့ under iMac ကိုကျွန်တော်သွားမယ်ဆိုတော့1ကိုကျွန်တော်တို့ရင်စစ်မယ်နော်35ဒီမှာ iMac ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီနံပါတ်ကတော့တကယ်တမ်းကျတော့ကျွန်တော် public ဟို online မှာတော့မတင်သစ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ tracking လုပ်လို့လွယ်တယ်ဗျာကျွန်တော်ဖုန်းဒီ iMac နဲ့ပတ်သက်ကျွန်တော် like လို့လွယ်တယ်ဒါပေမဲ့လည်းဒီနိုင်ငံမှာဒီပညာဒါကျွမ်းကျင်တဲ့လူမှပဲ
လိုက်လို့ရတာပေါ့ဒါထားပါတော့ဆိုတော့ဒါကတော့ public မတင်ကြနိုင်ပေါ့နော်ကျွန်တော်ဒါတော့ဟို sharing လုပ်ပြပါတယ်ဆိုတော့အဲ့တော့ကျွန်တော်အိုင်မဲအမှန်မှန်ကျွန်တော်ပြင်ချင်မယ်3ဒီမှန်ပြီဆိုကျွန်တော်ဒီမှာ I'm not robot ကိုကျွန်တော်တို့အမှန်ချရပါမယ်ဒါမှမဟုတ်ကျွန်တော်လူသားတယောက်အနေနဲ့စစ်လို့ရမှာပေါ့နော်အဲ့တော့ chest data ကျွန်တော်သွားမယ် okay ဒါဆိုရင်အကုန်လုံး corrected ဖြစ်တယ်အကုန်လုံး green ဖြစ်တာပေါ့နော်ဒါဆိုရင်ကျွန်တော်စိတ်ချလို့ရပြီဒါတော့တစ်ခုပေါ့နော်သူ့ကိုကျွန်တော်စစ်ရမယ်သူ့ကိုကျွန်တော်စစ်မယ်ဆိုရင်ဒါကတော့ US နှစ်ကတ်ထိုးနှစ်ကတ်လုံးအဆင်ပြေလားပေါ့နော်ကျွန်တော်အဲ့ဒါကိုစစ်ရမှာဆိုတော့3 5 4 9ကျွန်တော်မှန်မှန်ပြန်စစ်မယ်နော် double check ပြန်လုပ်မယ်3 5 4 okay ရပြီလဲဆိုကျွန်တော် I'm not robot ထပ်လုပ်မယ် chest data okay ဆိုတော့ဒီမှာကျွန်တော် unpaid ဖြစ်နေတယ်တွေ့လားနောက်တစ်ကက်က unpaid ဖြစ်နေဆိုကျွန်တော်နောက်တစ်ကက်ကိုထည့်သုံးရပြီဒီဘောင်းကဘာလို့ဆိုရင်တစ်ကက်ပဲထည့်သုံးထားလို့တော်တော်များနှစ်ကက်ရတယ်ဆိုမှတစ်ကက်ပဲသုံးကြရတယ်ဗျာအဲ့တော့နောက် I'm 2နေရာမှာကျွန်တော်နောက်ဟိုနံပါတ်2နေရာမှာကျွန်တော် single ထည့်ပြီးတော့ထည့်သုံးဖို့တော့လုပ်မှာပေါ့နော်ဒါကတော့အကျူပဲစဉ်းစားမှာပေါ့နော်အဲ့လိုဖြစ်လိမ့်မယ်ဆိုတော့ okay အဲ့တော့ကျွန်တော်ဒီမှာကိုထည့်သုံးရမယ်ဒါကတော့လိုမျိုးမှတ်ပုံတင်မိသားဖြစ်သွားတာပေါ့နော်အခွန်ဆောင်ကြမလို့ပေါ့ဒီ April တရန်နေနောက်ပိုင်းဆိုရင်တော့ကျွန်တော်အခွန်ဆောင်ဖို့တော့လောက်ရမှာပေါ့နော်အဲ့တော့ပြောချင်တာကကျွန်တော်စီမှာရှိတဲ့ကျွန်တော်ဆိုင်မှာရှိတဲ့ဖုန်းလေးဆိုရင်တော့စိတ်ပူကြမလို့ကျွန်တော်အကုန်လုံးဒီလိုမျိုးဖြစ်အောင်တော့ကျွန်တော်အကုန်လုံးလှုပ်ထားပြီးမယ်အဲ့အတွက်လည်းတောင်းဝန်ယူတယ်အာမခံတယ်အဲ့တော့ဒီလိုမျိုးဟို unpaid ဖြစ်နေတယ်ဆိုရင်အနီးကြောင်တော့ကြောင်လည်းပေါ်နေတယ်ဆိုရင်လည်းစိတ်ပူကြမလို့ကျွန်တော်ခဏပြောလို့ပဲအစင်ကထည့်တုံလိုက်ပေါ့နော် e-sim ဆိုရင်လည်း e-sim နေရာမှာထည့်တုံလိုက်အဲ့တော့ physical sim မှာနောက်တစ်ခါနေရာမှာအဲ့လိုမျိုး unpaid ဖြစ်နေဆိုရင်လည်း နေရာတနေရာမှာပေါ့နော်1နဲ့2ဆိုရင်1ကအလုပ်ဖြစ်ဆိုရင်2မှာကျွန်တော်တို့ထည့်ပြီးတော့ခဏထည့်တုံလိုက်ဖုန်းတွေပါတယ်ခေါ်လိုက်တကောနှစ်ကောလောက်ဒါဆိုရင်သူကအဆင်ပြေသွားပြီပြန်တော့ sit ပေါ့နော် website မှာနောက်တစ်ခါပြန် sit ပေါ့ဒီလိုမျိုး upgrade ဖြစ်ပြီဆိုရင်ဒါစိတ်ချလို့ရပြီပေါ့နော်အဲ့တော့မလုပ်တဲ့ဘူးဆိုရင်လည်းဆိုင်ုံလည်းလာခဲ့ပါကျွန်တော်လုပ်ပြပါမယ်အဲ့တော့ဟုတ်ပြီအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်မျှဝေပေးချင်တာပေါ့နော်နောက်ဆုံးအပိတ်အနေနဲ့လည်းထပ်ပြောရမှာဆိုရင်ဆိုင်မှာရှိတဲ့လုံးတွေကတော့ဒီလိုမျိုးဒါနဲ့ပတ်သက်ပြီးတော့စိတ်ပူကြမလို့စိတ်ချလက်ချဝယ်လို့ရတယ်ကျွန်တော်အကုန်လုံးဒါဟိုအခွန်ဆောင်ကြမလို့အောင်ပေါ့နော်ကျွန်တော်ဘက်ကအပြေဝတောင်းဝင်ယူတယ်အကုန်လုံးဟိုရေကန်တစ်ကြားတစ်ဖြစ်အောင်ကျွန်တော်ကတော့စီစဉ်ပြီးတော့ရောင်းချပေးသွားပါမယ်အဲ့တော့ကဲအားလုံးပဲအဆင်ပြေကြပါစေမတိရရှိရင်လည်းကျွန်တော်လူကိုယ်တိုင်လာမေးလို့လည်းရတယ်လို့ဆိုင်မှာလည်းလာပြီးတော့လာလုပ်လို့ရပါတယ်ဆိုင်အောင်လာခဲ့ကြပါအားလုံးပဲအဆင်ပြေကြပါစေကိုလက်ပါ